အားလုံးပဲမင်္ဂလာပါမပြည့်တဲ့ဦးလောကမှာမပြည့်တဲ့ဦးတွေကဘောင်ပြင်ခတ်တတ်ပါတယ်လူတချို့ကကိုအတော်ဆုံးပါလို့ထင်မြင်ပြီးတစ်ဖက်သားကိုအထင်သေးတတ်ကြတယ်ကိုထက်မိုးပြန်အောင်တော်နေတတ်တဲ့သူတွေတပုံကြီးရှိတယ်ဆိုတာသိထားဖို့လိုပါတယ်လူတချို့ကကိုအချမ်းသာဆုံးပါလို့မှတ်ထင်ပြီးတစ်ဖက်သားကိုချိုးနှိမ်တတ်ကြတယ်ကိုထက်ကြီးတဲ့ချမ်းသာသူတွေဒူးနဲ့ဒီရှိတယ်ဆိုတာသိထားဖို့လိုပါတယ်လူတချို့ကကိုပြေဆုံးလွန်းသူလို့သတ်မှတ်ပြီးတစ်ဖက်သားကိုနှာခေါင်းရှုပ်တတ်ကြတယ်ကိုထက်ပေါ်များပြေးလျံသူတွေအမြောက်အများရှိတယ်ဆိုတာသတိထားဖို့လိုပါတယ်ဘဝမှာလူတိုင်းကတော့သူ့အရေးချင်းနဲ့သူရှိကြပါတယ်ကိုမှမရှိတဲ့အရေးအချင်းတွေသူ့စီမှာရှိနိုင်တယ်လို့သူ့မှာမရှိတဲ့အရေးအချင်းတွေလည်းကိုစီမှာရှိနေနိုင်ပါလေဘာမှမမြဲတဲ့လောကမှာဘဝကိုပုံတည်တွက်မထားပါနဲ့အောင်မြင်ခြင်းနဲ့ရှုံးနိမ့်ခြင်းဆိုတာခေါင်းနဲ့ပန်းလိုပဲအနည်းဆုံးရှိနေတာမို့ဘယ်သူကိုမှအနှိမ့်နဲ့အမြင့်မခွဲခြားသင့်တာကောင်းပါတယ်လောကမှာမပြည့်တဲ့အိုးတွေကဘောင်ပြင်ခတ်တတ်ပါတယ်စိတ်နှလုံးအေးချမ်းကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်